အစားအသောက်ပို့တဲ့ delivery သမားလေးတစ်ယောက်အမှတ်မထင်မျက်နှာဖုံးတစ်ခုရရာကနေစတာပဲဒီကောင်လေးကတနေ့မှာဒလဘာရီသွားပို့ရင်းနဲ့ကလေးတစ်ယောက်ရဲ့မျက်နှာဖုံးကိုမတော်တဆနင်းမိပြီးပျက်စီးသွားစေမိရောအဲ့ဒီမှာတင်ကလေးအဖေနဲ့အမေကဒါအဖိုးတန်ပစ္စည်းကွေဆိုပြီးဒေါ်လာတူမြရောခိုင်းတော့တာပဲဒီကြားထဲကောင်လေးမှရှိတဲ့စူဘူးတွေကပတ်စံ300ကိုလည်းအတင်းလူယူသွားသေးတာတကယ်တော့အဲ့ဒီမျက်နှာဖုံးကဈေးထဲမှာ$9ပဲပေးရတာပါသူတို့ကကောင်လေးကိုအနိုင်ကျင့်ပြီးလိန်ယူသွားတာပေါ့ဒါပေမဲ့အဲ့ဒီမျက်နှာဖုံးကတကယ်တော့တာမန်မျက်နှာဖုံးမဟုတ်ဘူးဗျအဲ့ဒါကိုတက်လိုက်တာနဲ့ကိုမြင်ဘူးသမျှဘသူရုပ်မဆိုချက်ချင်းပြောင်းသွားလို့ရတဲ့မော်မျက်နှာဖုံးဖြစ်နေတာကောင်လေးကဒါကိုသိသွားတော့သူ့ကိုအနိုင်ကျင့်တဲ့သူတွေကိုပညာပြန်ပေးဖို့ကြံစီတော့တာပေါ့အရင်ဆုံးသူ့ကိုအနိုင်ကျင့်တဲ့လင်မယားအိမ်ကိုအိမ်တော်ဦးစီးယောက်ျားပုံစံနဲ့တွားပြီးအိမ်ထဲကရွှေတွေကိုယူပြီးတော့ပတ်စံထုတ်လိုက်တယ်အဲ့ဒီနောက်သူ့ကိုအလုပ်ထုတ်ဖို့ချင်းချောက်နေတဲ့ delivery လုပ်ငန်းခွင်ကမန်နေဂျာပုံစံပြောင်းပြီးသူ့ရဲ့လစာကျွင်းကြံတွေကိုပါအတင်းထုတ်ခိုင်းလိုက်သေးတယ်အဲ့ဒီတင်မပြီးသေးဘူးဗျအိမ်လစာ2ဆတိုးတောင်းတဲ့အိမ်ရှင်ကိုလည်းအိမ်ရှင်ပုံစံကိုယ်တိုင်ပြောင်းပြီးသူ့ရဲ့လှုပ်ဝက်တစ်တာတွေကပတ်စံတွေကိုယူပစ်လိုက်တယ်ဇက်ရှိန်တက်လာတာကနောက်ဆုံးမှာပဲကောင်လေးရဲ့မိဘတွေစီမှာအတိုးကြီးကြီးနဲ့ပတ်စံချီးထားတဲ့လူမိုက်တွေရောက်လာတော့သူကလူမိုက်ကောင်းဆောင်ပုံစံပြောင်းလိုက်ပြီးတပည့်တွေကိုခေါ်ထုတ်သွားရောတိုက်ဆိုင်ပဲအဲ့ဒီလူမိုက်တွေကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့အိမ်ရှင်စီကနေပတ်စံသွားတောင်းကြတာအဲ့ဒီတော့မှအိမ်ရှင်ကလည်းလူမိုက်တွေစီမှာဒေါ်လာ1 သန်းလောက်ကျွေးတင်နေမှန်းသိလိုက်ရတာပေါ့နောက်ဆုံးမှာတော့ကောင်လေးကသူ့ရဲ့ဒီမော်မျက်နှာဖုံးကိုတုံးပြီးသူ့အပေါ်မကောင်းခဲ့တဲ့သူတွေအားလုံးကိုတယောက်နဲ့တယောက်ပြဿနာတက်အောင်လုပ်ပြီးပညာပြန်ပေးလိုက်တဲ့ဇလန်းလေးပါပဲဗျာ